ဘာဘူးလို့ဘဝတွေကမပြီးပဲနဲ့သေပြီးရင်ထပ်ထပ်ဖြစ်နေတာတော့ဒီလူတွေဗုဒ္ဓဘာသာတွေနော်ဘာလို့ဘဝကသေပြီးရင်မပြီးပဲနဲ့ထပ်ထပ်ဖြစ်နေတာလို့ဘုရားဟောခဲ့တာတော့ဘာသာကြားတယောက်ကမြန်မေးရင်ဘလို့ဖြစ်မလို့ဘုံအခုတလောဒီအကြောင်းအရာကိုပဲဦးစားပေးပြီးတော့ပြောပြနေတယ်ကဘာမှာလူအများစုကဘဝတွေဟာဘုရားဖန်ဆင်းလို့ဖြစ်တာဆိုတာကိုယုံကြည်ထားကြတာကျွတ်တော့အဲ့ဒီအထက်မပါဘူးအဲ့တော့သူတို့ကမေးမှာပေါ့တို့ကတော့ရှင်းတယ်ကွာဘုရားဖန်ဆင်းလို့ဖြစ်နေတာမင်းတို့ကတော့အရင်ဘဝလည်းဖြစ်ခဲ့တယ်လို့ယုံကြည်တယ်နောင်လည်းဆက်ဖြစ်အောင်မလို့ယုံကြည်တယ်ဘဝတွေကဘာလို့မပြီးနိုင်မလဲဆက်ဖြစ်နေတာလို့မေးလို့ဖြေမလို့ထပ်ပြီးတော့ဘုန်းကြီးကမေးတာကအဲ့ဒီအဖြေကိုစွဲသွားစေခြင်းလို့မေးနေတာပိဿတ်ကိုနှိမ့်ဆက်နေတာမဟုတ်ဘာလို့ဖြစ်နေတာဆိုရင်လောဘကြောင့်ဖြစ်တာတဲ့ဘာကြောင့်ဖြစ်တာလဲတော့လောဘကြောင့်ပါဗျာဒေသနာအထောက်အထားဘယ်မှာရှာမလို့ဓမ္မစကြာပါဠိတော်မှာရှာကြည့်တဏ္ဏပောနောဘဝိကတဏှာဆိုတာလောဘကိုပြောတာနော်တဏှာပောနောဘဝိကလောဘသည်ဘဝတစ်ကိုဖြစ်စေတတ်တဲ့တတ္တိရှိနေတယ်ဘာလို့ဘဝတွေကျွတ်လို့ထက်ထက်ရနေတာတော့ထက်ထက်ဖြစ်နေတာတော့ဆိုရင်ရခြင်းလို့ကိုရနေတာဖြစ်ခြင်းလို့ကိုဖြစ်နေတာပဲဘဝကိုဘုံတို့တန်ရုံးစင်ကိုမပြတ်ဘူးဘဝကိုတွဲကပ်နေတယ်ဘဝကိုမစွန့်နိုင်မလွတ်နိုင်ဘူးသေတော့မှဆိုရင်နောက်ထပ်ဘဝတစ်ခုထပ်ကိုရခြင်းဖြစ်ကိုဖြစ်ခြင်းပဲဟုတ်လားဘာလို့ဘဝကိုဘုံတို့ရခြင်းရတာတော့ဖြစ်ခြင်းရတော့အဲ့ဒီလောဘဘာကြောင့်ဖြစ်တာတော့ကဲဒုတိယမေးအဲ့ဒီလောဘဘာကြောင့်ဖြစ်တာတော့ကောင်းနေခြင်းလို့ပေါ့ကောင်းတယ်လို့ထင်တာဟာအမှားလားလို့မေးအမှားပဲတကယ်တမ်းကမကောင်းတာတွေဖြစ်နေတာစာလိုခန့်ညာပြောရင်ဒုက္ခသစ္စာတွေဖြစ်နေတာပဲဒါပေမဲ့ကျွတ်တို့ဘဝကဆင်းရဲခြင်းသဘောမျှတာဖြစ်နေတယ်ဆိုတော့ဒုက္ခသစ္စာကိုကျွတ်တို့ပိုင်းခြားပြီးတော့ခါခဏနာသိသလားမသိဆင်းရဲကိုဆင်းရဲမှမသိဘူးဆင်းရဲမှမသိတဲ့အတွက်ကြောင့်အဲ့ဒီဆင်းရဲကြီးကိုပဲကျွတ်တို့လိုချင်မိပြီးသားဖြစ်နေတယ်ပြောရရင်ကျွတ်တို့လိုချင်နေတဲ့အရာဆင်းရဲကြီးပဲဆင်းရဲကြီးမှသိရင်ပဲလိုချင်မှာတော့ကျွတ်တို့လိုချင်နေတာကိုထောက်တော့အဖြစ်ဆင်းရဲမှမသိဘူးဆိုတာထင်ရှားတယ်ဟုတ်တယ်မဟုတ်လားဆင်းရဲကိုဆင်းရဲမှမသိတာဘယ်လိုခေါ်တော့အဝိဇ္ဇာဟောစကလုံးကအဲ့ဒီကြမှာခန့်ညားသွားတာနော်အဝိဇ္ဇာတေကိုကောက်တော့ပါတော့မောဟအဝိဇ္ဇာကိုမြတ်စွာဘုရားဘယ်လိုအဓိပ္ပာယ်ဖွင့်တော့ဒုက္ခေအညာဏဒုက္ခသမုဒိအညာဏဒုက္ခនិရောဓေအညာဏဒုက္ခនិရောဓဂာမိနိပရိပဒါအညာဏဘဝကြီးကဆင်းရဲကြီးပဲဒါကြီးကမကောင်းတဲ့အရာကြီးပဲလို့ဒုက္ခသစ္စာကိုသူသိဆင်းရဲကိုဆင်းရဲလို့မသိဒီဆင်းရဲဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့ဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းတရားဆင်းရဲကိုဘာကြောင့်ဖြစ်တယ်လဲလို့မြင်ပြောခဲ့ပြီးလောဘကြောင့်ဖြစ်တာဘဝကဆင်းရဲပဲတကယ်ကလောဘကြောင့်ဖြစ်တယ်နော်အဲ့ဒီလောဘဒီဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းတရားဆင်းရဲတွေဟာဒါကြောင့်ဖြစ်တာလို့အကြောင်းတရားကိုလည်းမသိဟုတ်လားဒုက္ခនិရောဓအယံဒုက္ခនិရောဓတိယထာဘုဒ္ဓနဗ္ဗဇာနာတိဟာဒီလောဘချုပ်ရာနိဗ္ဗာန်ဆိုတဲ့သဘောဟာဒုက္ခချုပ်ခြင်းပဲဆိုတဲ့និရောဓသစ္စာကိုလည်းသူမသိအသေးစိတ်မြတ်စွာဘုရားတော့ဣဒံဒုက္ခန္တိယထာဘုဒ္ဓနဗ္ဗဇာနာတိအယံဒုက္ခသမုဒယတိယထာဘုဒ္ဓနဗ္ဗဇာနာတိအယံဒုက္ခនិရောဓတိယထာဘုဒ္ဓနဗ္ဗဇာနာတိအဲ့လိုလည်းမြတ်စွာဘုရားဟောတယ်စောစောကအချင်းချုပ်ကလေးပြောတာဒုက္ခေအညာဏဒုက္ခသမုဒယအညာဏဒုက္ခေဒုက္ခကိုအညာဏမသိဒါဆင်းရဲတယ်ကိုမသိတာပဲကိုဘာဖြစ်လို့ဖြစ်နေမှမသိဗမာစကားပုံနဲ့ပြောမှဆိုတော့နည်းနည်းနာတရားကောင်းတယ်မနော်ညင်းစီလို့အထီးမှအမှမသိဘူးအဲ့ဒါသူများမဟုတ်ဘူးကိုပဲဟုတ်လားကိုဆင်းရဲလို့ဆင်းရဲမှမသိဘူးဆင်းရဲဖြစ်နေတာလားချမ်းသာဖြစ်နေတာလားကျွတ်လို့မသေးကွဲဘူးထင်မိထင်ရဝရဝါဒနဲ့သွားရတယ်ဘွားခီးကိုဟုတ်လားနော်အဲ့လိုဆိုရင်ဘုန်းတို့စကားလေးတွေပြန်ပြီးတော့ဆက်ဆက်မယ်နော်ကျွတ်တို့လူမျိုးလို့ပြောလိုက်ရင်တော့များသွားပြီနော်ကျွတ်တို့ဘာသာဝင်တွေကဘာကိုယုံကြည်ထားတာလို့အရင်ဘဝဖြစ်ခဲ့တယ်ဆိုတာယုံကြည်ထားတာဒီဘဝသိပြီးရင်နောက်ထပ်ဆက်ဖြစ်အောင်မလို့ယုံကြည်ထားတာအဲ့လိုဆိုရင်သူများမေးရင်ဖြေတဲ့ပစီဘာကြောင့်ဘဝတွေကဆက်ဖြစ်နေရတော့လောဘကြောင့်ဖြစ်တာဖြစ်ခြင်းလို့ကိုဖြစ်နေတာဟေးဟုတ်လားဘာလို့ဖြစ်ချင်နေတာတော့လို့မေးရင်ဆင်းရဲမှမသိလို့ပေါ့ဒီလိုဖြေတတ်ရမယ်နော်